ကာယင်အိမ်ပြန်ဖို့ပြင်နေတုန်းဖုံးပြောနေတဲ့အမျိုးသားတယောက်ကသူ့ဆိုင်ကယ်ပေါ်ရုတ်တရက်ခုန်တက်လာပြီးချက်ချင်းမောင်းထွက်ဖို့တိုက်တွန်းခဲ့ပါတယ်။ဘာမှမသိပေမဲ့သူလည်းလိုက်ဖို့ပေးလိုက်ပါတယ်။ဟိုရောက်တော့ခရီးသည်ကဈေးနှုန်းဘယ်လောက်လဲလို့မေးတော့ကာယင်ကဆိုင်ကယ်ကယ်ရီသမားဘဝနဲ့ပထမဆုံးအကြိမ်မို့စိတ်ကြိုက်ပေးခဲ့ပါလို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူပထမဆုံးဝင်ငွေရခဲ့ပါတယ်။ဒီအလောက်ကမစိုးဘူးလို့သူထင်တာနဲ့လူစီကားရနေရာမှာနောက်ထပ်ခရီးသည်ကိုစောင့်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲသူ့လုပ်ဖော်ကိုင်ဖက်တွေကသူ့ကိုအဲ့ဒီနေရာကနေမောင်းထုတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲအလုပ်ကိစ္စနဲ့အလင်းစလိုဖြစ်နေတဲ့ဆန်ရှင်တယောက်သူ့စီရောက်လာပါတယ်။ကာယင်လည်းအချိန်မီပို့ဆောင်ပေးလိုက်ပြီးဈေးနှုန်းကိုသူကိုယ်တိုင်ပဲသတ်မှတ်လိုက်ပါတယ်။ကာယင်ကပြန်ပေးဖို့စူးစမ်းပေမဲ့သူကပြုံးပြပြီးထွက်သွားပါတယ်။ကာယင်ပိုက်ဆံတွေကိုကြည်ရင်အံ့ဩသွားပြီးနောက်ဆုံးတော့လက်ခံလိုက်ပါတယ်။ဒါဟာသူ့အတွက်တကယ်ကိုအံ့ဩစရာကောင်းတဲ့နေ့တစ်နေ့ပါပဲပိုက်ဆံလည်းရတယ်သူ့ကလေးတွေအတွက်အင်တင်နာလည်းရခဲ့တယ်။အိမ်ပြန်လမ်းမှာတစ်တီးဆိုင်တစ်ဆိုင်ကိုမြင်လိုက်ရပြီးသူ့ဘဝမှာပထမဆုံးချိန်တစ်တီးတွေဝယ်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဂျမာကလည်းနောက်ပြောင်တက်ပါတယ်။အိတ်ကလန်တဝက်မှာပေါက်သွားပြီးတစ်တီးတွေမြေပြင်ပေါ်ပြန့်ကျဲကုန်ပါတယ်။အိမ်ပြန်ရောက်တော့ကာယင်အင်တင်နာကိုတက်ပေးလိုက်ပြီးသူ့ဆိုင်ကယ်လေးကြောင့်ပဲအရာအလုံးအောင်မြင်တယ်လို့ခံစားလိုက်ရပါတယ်။အဲ့ဒီနောက်မှာပဲသူဆိုင်ကယ်ကိုဆေးကြောပြီးအပိုပစ္စည်းအသစ်တွေတက်ဆင်ပေးပါတယ်။နောက်နေ့မှာတော့သူဆိုင်ကယ်ကယ်ရီလုပ်ငန်းကိုတရားဝင်စတင်လိုက်ပါတော့တယ်။ဘဝကတဖြည်းဖြည်းတိုးတက်လာပါတယ်။ဒီနေ့မှာတော့ကာယင်ပစ္စည်းပို့တဲ့အလုပ်တစ်ခုရပါတယ်။သူ့အဖွဲ့လိုက်ထွက်လာပေမဲ့ဆိုင်ကယ်ကရုတ်တရက်ဆက်ပြတ်သွားပါတယ်။ဆက်ပြန်လို့ချိန်မှာတော့အဖွဲ့ကထွက်သွားနေပါပြီ။လက်ရှာပေမဲ့မတွေ့တော့တဲ့အခါသူ့စိတ်ထဲမှာမကောင်းတဲ့အတွေးတစ်ခုဝင်လာပါတယ်။သူကရေခဲတစ်တာတစ်လုံးကိုအိမ်ယူလာပေမဲ့မဖွင့်ရက်ပဲဝေခွဲမရဖြစ်နေပါတယ်။နောက်နေ့မှာတော့တပတ်ရည်ဈေးကွက်ကိုသွားပါတယ်။ဝယ်သူက9000ပဲပေးတာကြောင့်သူစိတ်မကျေနပ်ပါဘူး။တခြားလူတွေကိုမေးကြည့်ပေမဲ့လည်းစိတ်တိုင်းမကျဖြစ်နေတော့မှပဲကလပ်အုံငှက်တွေတင်လာတဲ့ကားကိုမြင်လိုက်ရပါတယ်။ရုတ်တရက်သူအရင်ကကလပ်အုံငှက်ပြောက်လို့အလုပ်ပြုတ်ခဲ့ဘူးတာကိုတတိယသွားပါတယ်။သူသာရေခဲတစ်တာကိုရောင်းလိုက်ရင်တခြားသူတယောက်အလုပ်ပြုတ်သွားနိုင်တယ်လို့တွေးမိပါတယ်။နောက်ဆုံးမှာတော့ကာယင်ရေခဲတစ်တာကိုပြန်ပေးလိုက်ပါတယ်။ပိုင်ရှင်ကသူ့ရဲ့ရွေးချယ်မှုအပေါ်သဘောကျပြီးလက်စာထပ်ပိုးတဲ့ငွေကြေးတွေနဲ့အတူတရားဝင်အလုပ်လုပ်ခွင့်လက်မှတ်ပါပေးအပ်လိုက်ပါတယ်။ဒါကြောင့်မို့လို့ကောင်းမှုကုသိုလ်ပြုခြင်းကအကျိုးပေးတတ်တယ်ဆိုတာကိုသူသိလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာပဲကာယင်ရင်ကြောပိတ်ဆို့မှုကြားမှာပိတ်မိနေပြီးတတိယမြောက်ခရီးသည်ကိုပို့ဆောင်ပေးခဲ့ရပါတယ်။ဟိုရောက်တော့ခရီးသည်ကပိုက်ဆံပေးပဲအထဲကိုအမြန်ဝင်သွားပါတယ်။ကာယင်ကစောင့်နေရင်းနဲ့အမိုက်ပုံထဲမှာစွန့်ပစ်ထားတဲ့အင်တင်နာတိုင်တစ်ခုကိုမြင်လိုက်ရပြီးသူ့အိမ်က TV လိုင်းတိတ်မကြည့်တာကိုတတိယသွားပါတယ်။သူ့ကလေးတွေ TV မကြည့်ရတာကြပြီလေ။ဒါနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကကြီးကြပ်သူကိုခွင့်တောင်းပြီးအဲ့ဒီအင်တင်နာတိုင်ကိုအလကားရခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခုနကခရီးသည်ပြန်ထွက်လာပြီးသူ့ကိုလာတလစာနဲ့ညီမျှတဲ့ငွေစက္ကူနှစ်ရွက်လာပေးသွားပါတယ်